ကိုတွေးလိုက်တော့လေငါ့ရင်ထဲမှာတစ်မျိုးရွယ်ငါအမျိုးရင်းချာတယောက်ကိုပြန်တွေးလိုက်ရတယ်လို့ပြီးတော့ငါညမငယ်တုန်းကရုံနေတရုတ်သေးကွာဟဲ့ငါပိတ်လာတော့ ဥပယသဘောကောင်းပါရဲ့တကယ် ဟုတ်ပါရဲ့သူတို့ချစ်လို့ဥပယချစ်လို့နမငုံနဲ့နော် ငုံနေနော် ဟုတ်ပါရဲ့ဒီမျိုးတိတ်တိတ် အားကြတယ် သူအတွေ့ဘောဟာမင်းကလူသစ်နဲ့လည်းခင်းနေရတယ်ဥရှိကောင်းလည်းပြဿနာလည်းပြီးသွားပြီကွာ ငါခုမှထောင်းထော် လာ လာ လို့ ငါမင်းကိုပြန်ပြေဖို့နေနေတာဘာသာငါတော့ဘာလို့လုပ်နေလဲငါ့ထောက်ထွက်လာပြီးရောက်တယ်ငါ့ကိုကြုံမဲ့လူလည်းမရှိ အဲရှောင်းနေရပေါ့ရှင်းရှောင်းရှိရနော် ကိုပါချင်ထောင်ရလွတ်လာပြီပေါ့နော် အေးပေါ့ ကိုပါချင်အရင်လိုအရင်မစိုးနဲ့တော့နော် အာမင်းကြီးမပေးတာငါတို့စီမှာဝင်စားဆိုမင်းတိခဲ့ပြီမဟုတ်လား ငါကောင်ပိတ်မျိုးလို့သိပြီးသွားသူရှိလိုက်ရောငါသူတို့တွေ့ရင်လို့ကွာ အေးရှိတယ်ကွာခုနကတော့အိတ်နေငါမေးကြည့်လိုက်စုနေကလေးနိုးပြီလား မင်းတို့ကောင်တွေခုချိန်နေငါ့ညီမလေးကိုတရေမှဖြစ်ပြင်းနေတော့မဲလားကွာ ငါအဲ့သဘောဖြစ်ပြောရမှာမဟုတ်ဘူးဗာကျန်ရညညမလေးကလေလူသစ်နဲ့စုနေစီမှာလူဝင်စားဖြစ်ရောက်နေတာကွာ ဟာကွာ
their readings and discussions.